တင်သွားလိုက်ပြီဟောတေသွားပြီဟမ်တေသွားပြီဟောပတ်ကြရတယ်လိုက်မပြောပါနဲ့တင်လာတယ်အရှင်လက်ကြီးမှာခေါ်သွားတာသေးဦးအခုဒီကားရပါဖြစ်တာကားပဲပြစ်ဖောက်တာဖြစ်မယ်ဟုတ်တယ်တနက်နဲ့ပြည့်တယ်ဒီမှာဒီထိတ်တာပဲတနက်ချက်လေအိမ်ရှိမှာဟုတ်လားအဲ့ဒါမောင်းဘူးနာတမီးတို့အိမ်စင်းမှာလည်းတနက်နဲ့မောင်းလို့မရဘူးအဲ့ကားလုံးဝမောင်းဒီကနေထွက်လာဟောတနက်နဲ့ပြစ်တာလေအဲ့ကားဘိန်းတော့မောင်းလို့မရဘူးဒီကားကိုဒီကားကိုတနက်နဲ့ပြစ်ဖမ်းလာရုပ်လိုပါလို့မောင်းတာတရုပ်ရုပ်လိုပါလို့ညောင်မျိုးနဲ့လည်းတူတယ်ရှာလည်းမဟုတ်ဘူးညောင်မျိုးနဲ့လည်းတူတယ်လို့ပုံမောင်းရတယ်အမဆန်တို့ဘောက်သွားတယ်လို့လိုက်မယ်ဟိုကပကံဖြစ်မယ်အဲ့ဒီမဲမဲတဲ့နေရာပကံရုံးอ่ะအဲ့ကလူပင်လာဖြစ်မယ်ပမာဏဟောပါသွားတယ်ဘယ်လိုဖြစ်တာမကားလို့သူ့ကိုရက်နိုင်နေတဲ့မဲတောင်မှာရက်ပဲမရက်ပဲနဲ့မောင်းပြတော့တောင်းကြီးအဲ့ထဲမှာတူတူပါနေလို့သူကလည်းအဲ့လိုလူတွေဘာမှဖြစ်ကံကောင်းရဟာဖေးပဲသူပါတော့ဟိုကားတော့ဒီတိုင်းဆိုင်ကယ်သမားပဲရောက်သွားတယ်သူဘက်ကလူရတာဘာမှမဖြစ်ဘူးဟိုခန်းနဲ့ဟိုတယောက်ကတေသွားလို့ပြောជីညက်ပဲတဲ့တေသွားတော့ပြည်လန်းကြီးဒါဆိုဆိုင်ကယ်သမားပဲဖြစ်နိုင်တယ်ဟိုမှာသွေးနေတယ်တို့လားဟုတ်တယ်ဟာဒုက္ခပဲရောက်တော့ညထဲမှာနင်းနေပြီးတော်သေးတယ်ကျွန်တော်လည်းကားမောင်းနေတာဒီနားလှမ်းတွေးလိုက်တော့ခုပဲကားရက်လိုက်တာကျွန်တော်မောင်းလိုက်ကျွန်တော်ထိတယ်ဗောအလေးလေးဖက်နှက်လေးရောသူရဟုတ်အကိုလည်းကားမောင်းလာတာအကိုမောင်းအကိုထိတယ်တုံးဆိုကြားတော့ကြားလိုက်ဒီနားဟိုကားဦးမှရက်လာတာဒီဘွားရောက်နေပြီးတန်ကြားတာခေါ်မလဲဒီလိုထောက်ဖို့ဖြစ်ပါဘူးဒါကောင်းမှကိုလည်းမရောက်ခင်နော်ကောင်းမတရားထောက်တာလေမြင့်နေတာခါတခါတရားကားရရောက်ပါဒီဘောကားမောင်းတဲ့လူပဲသိမှာပေါ့နောက်ကကားလူတွေလားဟိုဆိုင်ငယ်သမားသိတယ်အခါသမားမသိဘူးငါဟိုအဲ့ဒီဂျာမတရားဆိုင်ငယ်သမားပြီးတော့သိသွားတာဆိုင်ငယ်သမားဖြစ်မယ်ဆိုင်ငယ်သမားပဲဖြစ်နေတယ်ဖြစ်ဖို့များမယ်ဆိုင်ငယ်ကကြည့်ဖို့အောက်ရောက်သွားတာဟာကြီးတယောက်တရွာတဲ့လူပဲချက်လက်တချက်ကလို့ကျူးချက်ဒီလိုဖြစ်နေပါလိမ့်ဟုတ်တယ်နည်းဆော်ထိုးသွားတာဟုတ်ကြတယ်ပြောတယောက်ကလည်းရောက်ပြီအောင်းနေရောခြေတော့လက်တွေအကုန်လုံးကြေမွအမမနေဘူးထုတ်တယ်မှာရှိဒီမှာလူအကုန်လုံးစားကြရရပဲအကုန်လုံးလောက်တော့ပေးရလူကဒုက္ခပြေးတယ်နော်တက်ဟိုကားသွားယူတက်ဒုက္ခရောက်သွားမဟုတ်သူရက်ပေးလိုက်ဘာမှဖြစ်ဘူးရှင်းပါတယ်ရက်ပေးလိုက်ဘာမှမဖြစ်ဘူးရက်ပေးလိုက်ပြီးသွားပြီဟာဟုတ်လားအဲ့ကောင်ရှင်းပါတယ်နဲ့တနန်းနဲ့ပြက်တာသူကားပဲဝင်လက်ချမ်းမပေးပါနဲ့ကြားရတို့တမေသားတာတမေသားမဟုတ်ဘူးဟောတနန်းနဲ့လူပြက်တာမဟုတ်ကားပဲကားပဲပြက်တာမှာပါပဲဟုတ်တယ်ဟိုကမဲတောင်မီးပွိုက်စေးတို့ဒီမဟက်ကိုတော်နားပေါ့နော်စီယုံကြီးရှိလမ်းတက်မဲတောင်မီးပွိုက်အဲ့ဒီ7-11မရောက်ခင်မီးပွိုက်မှာကားတစ်စီးကိုပလိတ်တွေကလိုက်တာဟိုကယ်ရီကားတစ်စီးပေါ့နော်ဗမာပြည်သားတွေပါတဲ့ကားပေါ့အဲ့ဒါကိုလိုက်ဘဲကိုတနက်နဲ့ပြစ်ပြီးတော့ဖမ်းတာအဲ့ကားမောင်းပြေးတယ်မောင်းပြေးတော့ဟိုဘက်ကလာတဲ့ကားနဲ့စောက်တယ်အဲ့မှာဆိုင်ကယ်သမားတစ်စီးလဲဂျားအဲ့မှာညှက်သွားတယ်ဆိုင်ကယ်သမားတယောက်တည်သွားတယ်ပြောတယ်နော်တယောက်တည်သွားတယ်ပြောတယ်မြန်မာပဲဟိုဖမ်းသွားကြီးပလိတ်ကားခေါ်သွားကြီးဘယ်လိုလာမှမသိသေးဘူးเนาะအခုတလောဗမာပြည်သားတွေရတယ်ဗမာပြည်သားအမှုတွေရတယ်အခုတလောတောက်လျှောက်ပဲလူကတော့တယောက်တည်သွားတယ်ပြောတယ်မဲစီယုံကြီးရှေ့လမ်းတက်တဲ့မဲတောင်အေးဘယ်နားမှာလဲအကူကရောက်နေလိုက်တော့လွှင့်တယ်ကိုကရောက်နေလိုက်တော့လွှင့်ဒီမှာလားအတော်ပဲအခုဟိုမိဘရောက်နေတာကံကောင်းဒီလမ်းကိုလာဖို့စိတ်ကူးနေတာကြားလာဆိုတော့
တော့ကြေရပဲတာ ဟုတ်လားဘယ် တော့ဒီမှာနေ ဒီမှာနေရလားဒုံးကနေကြားလိုက်တော့လူကတေသွားလားကြည့်ရတာပြစ်ဖမ်းတဲ့ပုံစံပဲကားဘေးကိုအဲ့ဒါဟိုကပြစ်တက်တန်းတန်ကြားလား နှစ်ချက်ပြပါ อืม ပြောင်းတော့လည်းလွတ်သွား ကားဝိုင်း ဒီမှာဒီကောင်နှစ်တီးတိုက်တဲ့ရေကောင်ဆိုင်ငယ်နောက်မှနေတယ်နော် ဆိုင်ကယ်ကညှက်သွားတာဗောပြစ်တယ်လို့ပြောတယ်ဗမာလဲဆိုတော့ အဲကိုတော့နော် အိမ်မဟဲကူတော်ဗောဒါမဟဲကူတော်ဗော အဲကိုတော့ထိတ် သိပါတော့မသိဟိုကဖြစ်တယ်လူတင်လာတာဖြစ်နေခုနဖမ်းသွားတယ်ကားဝတ်တင်သွားဗမာတွေပဲဘန်ကောက်ဖြစ်တာဘန်ကောက်ပုံမဲ့အဖွဲကိုပြစ်ဖမ်းတာ ဖမ်းနေချိန်မှာအရှင်မထိန်နိုင်တဲ့ချက်ကုန် မောင်းပြေးတယ်လေမောင်းပြီးတော့ဟိုလာတဲ့ကဆောက်ဟိုကောင်းတစားကန်ဖြစ်သွားတော့ဒါပေမဲ့ဆိုင်ကယ်သမားတနာပါအဲ့ဆိုင်ကယ်ကဗမာလားထိုင်းလားမသိဘူး အစ္စလာမ်ရှမ်းဟိုကလပ်နဲ့ပြောကောင်တွေပြောတာသူအတိရတယ်ဟိုကညီမညီမ ဘလူတော်တိုက်ချလိုက်အဲ့လိုဖြစ်သွားတယ် ဒီလိုဘယ်လိုပြောမလဲဆိုဟိုကနေလာတရားတွေလာတယ်ဟိုကဆင်းလာတယ်ဖြစ်ကုန်ဒီနားမှာဟိုတခါတိုက်ပြီးပါ တိုက်တာမှန်ဒါပေမဲ့ဒါကပြစ်ဖမ်းတယ်ဆိုတော့ဒီကနေ့မောင်းကြောက်ပြီးတော့မောင်းပြေးတယ်ဆိုမချောင်တော့မချောင်ဘူးဒီအမှုอ่ะနော်လူတည်မယ်ကယ်ရီမှုဖြစ်မယ်လူတည်မယ်ဆိုတော့အမှုတွေအများကြီးပဲဟိုမှာလည်းတယောက်တည်ဟိုကားလည်းယော်ရမှာလည်းအဲ့ဆိုင်ကယ်တွေရောโอเคအဲ့ဒါကိုတစ်ချက်သွားလိုက်အောင်ပဲနော်ပြီးတင်းပြီးတာ ဟိုတနေ့ညလဲကျွန်တော်ဘုရားလာဖုန်းဆက်တာဒီမှာ ဒါပေမဲ့လူကဒီမှာကြည့်ရလူကအများကြီးရှိတယ်လိုက်အများကြီးရှိတယ် ခဏစားလာ လိုက်ဟာလာ မိနစ်ဆက်မိနစ် အဲ့လိုနေရသွားမယ်လားဟောဒီခေါင်းဂိတ်ထောင်ကြီးပြန်လာတယ်ဆိုပါရှင်နေကတော့တိတ်မကောင်းပါဘူးခင်ဗျာရှင်နေကတော့မြဲတိုင်းမှာထိုင်းနိုင်ငံမဲဆောက်မြို့ဖြစ်ပါတယ်ဆိုင်ကယ်သမားကညှက်သွားတယ် ဟိုငမဲတွေဟိုကတာအုပ်တင်သွားတယ်ပလိတ်က ဟာ ကြာတယ်တွေ့လားစမိုင်းလေး အေးစီပဲတော့ အကောင့်လည်းထဲပါလာမယ် ကိုစင်မျိုးကျွန်တော်ဘူးကပို့ခေါ်တာတရင်လာယူခင်ဗျာ အေးငါလည်းဒီမှာဘောင်းမီတိုကြီးနဲ့ဟိုမှာဟိုဘက်ကိုသွားတာဘောင်းမီတိုကြီးနဲ့ညက်ဖက်လိုက်ကြီးနဲ့အမဒီလမ်းကိုလာဖို့ကန်ကောက်သူဖုံးဆက်တာ ကျွန်တော်ကသူ့ဆက်လိုက်ရတယ် ငါကရှာလေးရပြပေါ့ကိုစင်မျိုးဆိုတယ်ဘာကျွန်တော်ရထားသေးတယ်လာလို့ရှိရင်လည်းလို့ရှိရင်ပို့ဖို့ဆိုပြီးတော့ပေးဖို့ဆိုပြီးတော့ တိုက်တဲ့ချိန်ကမတိလိုက်ရတော့ဒီမှာဒိန်းလို့ဆို ပြောင်းနေတယ်ရဲပြုတ်လိုက်ကျွန်တော် လူသေးသွားတယောက်ဆွဲထုတ်အောင် အကြီးလည်းပေါ့ တော့ရတာ ပါစံလေးမျိုး3000ကြည့်ရနေရတယ် ထိုင်းနိုင်ငံမဲဆောက်မြို့မဲတောင်စေုံကြီးလမ်းရှိတက်တဲ့ပေါ့မြန်မာပြည်သားတွေဟုတ်တယ်မြန်မာပြည်သားတွေပဲဆိုင်ကလေးကကောင်းမလေးလားဟေးငါမင်းနာ FCR မောင်လေးရမှာအဲ့ဒီတည်ကြားလို့ကျမကိုပြေးလာခိုင်းတာ ဟာ ဘာဖြစ်တာလဲဆို ဒီမှာလွင့်တာ အေး အေးဒီမှာလည်းကြည့်တဲ့လူများရှိတယ်လိုက်ကချသွားကြလည်းရှိတယ်ခဏရိုက်ပြီလားကားသမားပလက်ကားသမားတရုတ်ဖြစ်မှာ ဒီလမ်းထွက်လာတယ်မှာ အနောက်လူကဘာမှမဖြစ်ဘူး เอาพ่อแม่เอายังไปชนตายที่อื่นกับไปตายกับเหี้ยแม่งมาตายคนอื่นเดือดร้อนด้วยไอ้เหี้ยแม่งเย็ด เกี่ยวกับเฮาไปนิดเดียวอ่ะ ดีแล้วนะคิงเกี่ยวไปเนี่ยเขาไม่เกี่ยวไปแล้วเขาตายไปเลยเนี่ย ตายแล้วเหรอ รู้มันอ่ะ ตายกะ
တလူရပါဘုံကနာနေဒီတလူရပါမေတ္တာ စမားပါတယ်ဒီလည်းမသိ လား နေထိုင်နေတယ်ဟိုအားရတော့ဆိုင် အခုကထိုင်းနိုင်ငံမဲဆောက်မြို့မဲတောင်လမ်းစီတဲ့ပေါ့အာ တိုက်တာလာမျိုးတိုက်တာဒီလိုတွေကြိတ်ကြတော့ အေး ကြိတ်ချလို့ပဲဦး ဒီမှာကိစ္စ ဘုံမှာကြားတယ်တော့ဟုတ်တယ် ခုနထွက်သွားတယ်တန်တာကားထွက်သွား ဟုတ် တန်ကားရဲ့ဟိုကောင်တင်သွားတဲ့ဇမန် ဘူးကဘလူဖြစ် လက်ကျန်ဇမန်ပါသူပါ အဲ့ကားကယ်ရီလူတင်လာလား စားကြီးသွားပြီ လူတင်လာပလဲဘိန်းပြစ်ပြီးတော့ဖမ်း ပြက်လောလားမ ကိုပဲလာတဲ့ကားတော့ဆောက်တာ ဒီကားလေးတရုတ်က ဘူးကနေပြီးလာပလေးလိုက်လာ လိုက်လို့ပြေးတယ်ဒီနားစုံမလားဆောက် တ တယ် ရုတ်လား ဟိုမှာဆိုင်ကယ်သမားလည်းကားသွားပြီ တရုတ်တွေ ကားယူတော့ကြည်သွား အောင်းပါ ဒီကားလား တွေးတယ်ကြည့်လားအောက်ပါ မဲဆောက်ဆေးရုံကြီးရှိတဲ့ ဟဲ့ကား အဲ့ဒီခဲနေပြေးတာခဲနေပြေးတာဒီထိမှရောက်လာတာ တော်ရီရောပါပါအားရနေနေဟောရညအားရမယ် ပလဲကနေနေတော့မြင် ညလုံးဝလုံးဝနေတိုင်းလုံးဝဒီကောင်တွေဝိုင်းတယ်ပေါ့ညရိုက်တာကောင်တွေရိုက်တာနာမည်ကျွမ်းနေတာပြုတ်ဟော ဆိုင်ကယ်သမားကကားသွားပြီ ကားပါရော ဟိုအောက်မှာညံ့တယ် တော့ဘာကျွန်တော်ခံခေါ်တယ်ဒီကောကျွန်တော်ကြက်ပြီးပုံထွက် အကောင်ကထိုင်ငယ်မညှိသွားတော့ ညီဦးကျွန်တော်ခလေးပါတော့ကျွန်တော်ကိုယ့်ဘကူကြောက်ထားကြားခတ်မှာပေါ့သူ့ဘေးအတိုင်းတစ်ခတ် မဲဆောက်ဆေးရုံကြီးရှိမှာရှေ့လမ်းမဲတောင်လမ်းမောင်းပြေးလို့ပလဲရတနက်နဲ့ပြစ်ဖမ်းတာအမပြည်သားတွေပဲပါသွားတာ6လောက်ပါသွားတယ်ကားပေါ်